ကိုသားသမီးကိုဖုန်းပေးသုံးတဲ့မိဘတွေအကုန်လုံးပဲဒီဗီဒီယိုတေချာလေးကြည့်ပြပါအဲ့တော့ကျွန်တော်တို့ပေါ့နော်ကိုကလေးကိုဖုန်းအချိန်တစ်ခုပေးပြီးတော့သုံးနေဆိုရင်တေချာပေါက်အချိန်ကြာလာတဲ့အခါမှာဆိုရင်ဒီကျွန်တော်တို့အားလုံးရဲ့ကလေးတွေပေါ့နော် next generation ကကလေးတွေစိတ်ပညာရဲ့လေ့လာတွေ့ရှိချက်အရာအခုပြောမယ်ပြဿနာ၄ခုကိုကြုံတွေ့နိုင်ခြေရှိပါတယ်အဲ့တော့ပထမဆုံးနံပါတ်1ပြဿနာကတော့ social deprivation လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့အခုခေတ်ကလေးတွေကကျွန်တော်တို့ခေတ်နဲ့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့မိဘတွေခေတ်နဲ့မတူဘဲနဲ့ social တယောက်နဲ့တယောက်လူမှုဆက်ဆံရေးမှာဆိုရင်အရင်ကလောက်လူမှုဆက်ဆံရေးကောင်းကောင်းမလုပ်နိုင်တော့ဘူး။ဘာကြောင့်လို့လဲဆိုတော့လူငယ်တွေကအကြောင်းချိန်ပြင်ပမှာအချိန်တစ်ခုပိုတယ်ဆိုရင်အဲ့အချိန်ကိုအမြဲတမ်းပဲလူတွေနဲ့ပေါင်းသင်းဆက်ဆံတာသုံးမလားဖုန်းသုံးမလားဆိုပြီးတော့မှ divide လုပ်နေရတယ်။တေချာပေါက်ကျွန်တော်တို့အားလုံးရဲ့ကလေးတွေကဖုန်းပဲသုံးကြကြတယ်။အဲ့လိုမျိုးဖုန်းသုံးတာများတဲ့အချိန်ကျလူမှုဆက်ဆံရေးမှာကလေးတွေကအားနည်းလာတယ်။အဲ့တော့ပြန်သုံးသက်ကြည့်ပါဒါနံပါတ်1နံပါတ်2တစ်ချက်ကကြတော့ sleepပြဿနာပေါ့နော်အိတ်ဆက်ခြင်းအိတ်လို့မဝအောင်ကလေးတွေကဖုန်းတွေscreen တွေကြည့်ပါများပြီးတော့မှအိတ်တဲ့အချိန်မှာသူတို့အုံနောက်က over stimulate ပို့ပြီးတော့မှအုံနောက်အလုံးလုံးနေရဖြစ်တဲ့အတွက်အိတ်နေတောင်နေ့ချက်ချက်အိတ်ပျော်ဘူးပြီးရင်တချို့ကလေးတွေဆိုငဲတာအိတ်မဝတဲ့နော်အိတ်မပျော်တဲ့ပြဿနာဖြစ်နေကြပြီပြီးရင်တတိယမြောက်ပြဿနာကကြတော့ attention အာယုံမစိုက်နိုင်တဲ့ပြဿနာဒါအခုကုံလုံးမဲ့သတိထားမိမှာပါဖြိုးတူလေးဒူမလေးတောင်မှာပေါ့နော်ဖြိုးမကပြောတယ်ဖြိုးရည်မြင့်တူကအရန်တော်တယ်ဒါပေမဲ့အာယုံမဆိုင်နိုင်ဘူးစာတင်ပြီဆိုရင်အာယုံမဆိုင်နိုင်ဘူးထူးကြုံနေဆိုပေမဲ့ तू ဘာလို့တကယ်စိတ်ဝင်စားရလဲ तू မသိနေဘူးအရာရာဟိုဟာလေးလဲစိတ်ဝင်စားဒီဟာလေးလဲစိတ်ဝင်စားပြီးရင်စာတင်နေဆိုလဲအာယုံမဆိုင်နိုင်တဲ့ပြဿနာဖြစ်နေရပေါ့နော်အဲ့တော့ဒါမိဘတွေအကုန်လုံးပဲအခုခေတ်ဖုန်းနဲ့ကြီးပြင်းလာတဲ့ကလေးတွေမှာဒီ attention အာယုံမဆိုင်နိုင်တဲ့ပြဿနာအရန်ကြီးတယ်နောက်ဆုံးကျွန်တော်တို့မိဘတွေပေါ့နော်ကိုသားသမီးတွေမှာဖြစ်နိုင်ခြေရှိတဲ့ပြဿနာကတော့ addiction မှာဆွဲလန်းခြင်းမှာ game ဆွဲရလားအစားတောက်တွေဆွဲလန်းတာလားဒါအသက်အရွယ်တစ်ခုရောက်လာပြီဆိုရင်ယောက်ျားလေးဆိုရင်လည်း online ပေါ်မှာပေါ့နော်မဟုတ်ကတုတ်ကကြီးကြည့်တဲ့ဟာတွေကိုသွားပြီး addiction ဖြစ်တယ် main ကလေးဆိုရင်လည်းနော် shopping ထွက်တာကို addiction ဖြစ်မှာလားနော် social media ကိုသုံးတာကို addiction ဖြစ်မှာလားအဲ့လိုမျိုးဖုန်းနဲ့ကြီးပြင်းလာတဲ့ကလေးတွေဒီပြဿနာလေးခုကိုဖြစ်နိုင်ခြေရှိရဆိုပြီးလေ့လာတွေ့ရှိထားပါတယ်အဲ့တော့ကျွန်တော်တို့မိဘတွေဘယ်လိုဖြေရှင်းမလဲဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဘလို့ဖြစ်ရှင်းမလဲဆိုတာကိုအဖြေတေချာလေးရေးထားတဲ့စာအုပ်တုပ်ဖြစ်တယ်ပေါ့နော်ရွှေနိုထဲမှာရှိရဲ့အဲ့ဒီ ancient generation ဆိုတဲ့စာအုပ်လေးကိုဖြိုးကမိဘတွေကိုဖတ်ဖို့ရှာညွှန်းကျင်တယ်ပြီးရင်အခုဖြိုးပြောလိုက်တဲ့၄ချက်သလုံးကလည်းဖြိုးပြောတာမဟုတ်ဘူးအဲ့စာအုပ်ထဲမှာဒီစိတ်ပညာရှင်တွေပေါ့နော်တေချာလေးလာတွေ့ရှိတဲ့အချက်တွေကိုရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်အဲ့တော့ရွှေနို application ထဲမှာအဲ့စာအုပ်လေးရှိတယ်တေချာလေးမိဘတွေသွားဖတ်ပြီးတော့မှကိုကလေးနဲ့ပေါ့နော်ဒီဖုန်းပြဿနာကိုပြန်သုံးသက်စေခြင်းနဲ့ view site စေခြင်းနဲ့ပေါ့နော်အဲ့တော့ဒီစာအုပ်လေးကိုသွားဖတ်ကြည့်ပါလို့ဖြိုးကဒီကနေပြီးတော့ညွှန်းချင်ပါတယ်ရှင်အဖြူပြောခဲ့တဲ့စာအုပ်တို့ Shino application နဲ့မှာအတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်နိုင်ပါတယ်ရှင်